ကြောင်ပြန်တဲ့ကြွက်ညိုရဲ့အကြောင်းလေးပါပဲဒီနေ့မှာတော့ကြွက်ညိုလေးဟာစပိန်လေးစီးပြီးအလိအနာနေနဲ့ထွက်လာခဲ့တာပေါ့လမ်းကမှခလုတ်တစ်ခုကိုတိုက်မြအဲ့ဒါမလဲသေးဘူးနောက်တစ်ခါတစ်ပင်ရဲ့အမြင့်ကြီးကိုတိုက်တော့စပိန်ရောလူရောလွန့်ဆင်သွားတာပေါ့ပါတဲ့ပစ္စည်းလဲအကုန်လုံးလွန့်ဆင်သွားတာပေါ့အဲ့ဒီချိန်မှာကြောင်ပြာကြီးကအိမ်ကနေစဉ်းစားနေရပေါ့ကြွက်ညိုဘာဖြစ်နေပါလဲကြွက်ညိုဘာဖြစ်နေပါလဲကြွက်ညိုကတော့မျက်ရည်ဆက်လက်နဲ့ငိုဝဲချနေတာပေါ့အဲ့ဒီချိန်မှာဝက်ကြီးကဆိုင်ကယ်ကြီးစီးပြီးတော့ကြွက်ညိုစီကိုလာတာပေါ့ကြောင်ပြာလဲမနေတာတော့ပဲအပြေးလေးလိုက်လာတာပေါ့အဲ့သူကလာလန်းအတိုင်းသွားလန်းရင်သွားတော့ကြွက်ညိုကိုတွေ့ကြွက်ညိုကတော့မျက်ရည်ဆက်လက်နဲ့ပေါ့တယောက်နဲ့တယောက်ပွေ့ဖက်ထားကြတာပွေ့ဖက်ကြအဲ့ချိန်မှာဝက်ကြီးကတော့